အစည်းအဝေးမိစေရမယ်9မိနစ်ပဲစောင့် အဲ့ဒါကြောင့်လေဒီတရားတော့ကလေစက်ကရိယာနဲ့ပတ်သက်လာရင်စက်ပစ္စည်းနဲ့ပတ်သက်လာရင်ဘာပဲဖြစ်ဖြစ်မင်းအားကိုးနေရတာကွာ ဒါတော့အပြန်လန်သဘောပဲတကြီးရဲ့ကျွန်တော်လည်းတကြီးနဲ့တကြီးရဲ့ဟာသားတွေပဲအားကိုးနေရ ဟောမဟုတ်ဘူးလေကွာငါတို့ကအားကိုးလဲဆိုတာမင်းကမျိုးကလာတာနော်မျိုးသားအဲ့တော့ဘူးတူတာလဲစုံတယ်အတတ်ပညာလဲစုံတယ်အဲ့ဒါကြောင့်အားကိုးရတာကွာ ဩတကြီးရဲ့ဘလောက်ပဲအတတ်ပညာစုံကျွန်တော်ရဲ့ယောဂနဲ့ကလေဒီတီဝါလုံးကဂိူးဆိုင်တဲ့လူသားမရှိဘူးဆိုရင်မလွယ်ဘူးတကြီးရဲ့ အေးကွာဟုတ်တယ်နော်ငါလည်းဒီမှာအသက်60ရှိပြီနော်မင်းလိုယောဂမျိုးလေငါကြားလည်းမကြားဘူးကြုံလည်းမကြုံဘူးမင်းနဲ့ကျွန်မတွေ့ရတယ်အဲ့ဒါဘာယောဂလဲ သူကအင်္ဂလိပ်လိုပြောရင်တော့အင်ဇိုင်းမာလို့ခေါ်တယ်ဗျအဲ့လိုပြောလဲတကြီးနားလဲမှာမဟုတ်ပါဘူးဦးလေးနားလဲအောင်ကျွန်တော်ပြောရမယ်ဆိုရင်ဒါသူကဟိုယာယီခဏအတိတ်မိသွားတဲ့ယောဂပေါ့ကျွန်တော်အဲ့လိုမိသွားပြီဆိုရင်2မိနစ်3မိနစ်လောက်ကြာတယ်ဗျအဲ့လိုကျွန်တော်သတိမိသွားတဲ့အချိန်ကြားလို့ရှိရင်ဟိုကျွန်တော်လည်းမသိတော့ဘူးကျွန်တော်ဘေးနားတွေလည်းကျွန်တော်မမှတ်မိတော့ပြီးတော့ကျွန်တော်ဘယ်ရောက်နေမှလည်းမသိတော့ဘူးကျွန်တော်လူအစ်တစ်တယောက်ဖြစ်သွားတာတကြီးက ဒီယောဂမင်းဖြစ်ရမှာမဟုတ်ဘူးကွာတက်ခဲ့ရစိတ်ဖြစ်ရမှာကွာ ဟာတကြီးကတော့ဖြစ်စေခြင်းလဲဆိုတော့ဗာလဲတကြီးကတော့တကြီးကိုမေ့တော်တာကြိုက်တာလားအဲ့ဒါကျွန်တော်သွားပြောလိုက် အာမင်းလည်းချုံနဲ့လားမနေပြန်ပြီဦးလေးတကြီးလေကြီးကျွန်တော်မင်းတက်ခိုင်တက်ကကျွန်တော်မလုပ်ဖဟာတကြီးဆိုဟာညစ်ပတ်လိုက်တာဘာပြောနေရတော့ ဟုတ်ဘူးဘိဖနေတာ ဒါတော့ငါမှာ ဘိဖမင်းဖဘိ မလုပ်ရဘူးလေကျွန်တော်မလုပ်ရဘူးလေ ဟာမဟုတ်လောက်တတ်တယ် မလုပ်ရဘူး မင်းလောက်တတ်တယ်လေ မလုပ်ရဘူးကျွန်တော်မလုပ်ရဘူး ဟာမဟုတ်လောက်တတ်တယ်ဟေ့ မလုပ်ရပါဘူး မင်းလောက်တတ်တယ်ဟာဒုက္ခပါပဲကွာစီဝေးကြီးလည်းနီးနေပြီကဲငါဘာသာငါပဲလောက်ရတော့မှာပဲကွာကဲပြီးပြီကျေးဇူးရှင်နော်ကိုယ့်ကိုယ်ပဲလုံးလိုက်ရဒီလိုလည်းပေကြံနေအစည်းအဝေးကတွားအောင်